ကျွန်တော်ကဘယ်လိုလဲဆိုရင်ဒီလိုမျိုးစနဘူးချာချင်တုံးလေးပေါ့နော်ဒီမှာတိုင်အောင်လေးမကောင်းတိုင်အောင်လေးမကောင်းဘူးဒီလိုမျိုးတိုင်အောင်လေးရ၄လုံးနော်၃လုံးတစ်လုံးဖြုတ်တာနော်ကောင်းဆိုတော့ဒီလိုမျိုးကောင်းလေးရလားဒီလိုမျိုးကောင်းလေးရနော်ကောင်းလေးလာနော်ကောင်းလေးဖြုတ်တာတိုင်ဟုတ်နော်ဒါမှအဖြူရကကနုတ်ကောင်ကနကကတော့နကနုတ်နော်မိတာကြည့်နော်နော်ရမနေနော်တို့အဖြူရကြတော့သူကအရှိဘထားနော်ရှိဘထားနော်ရှိဘထားတယ်အောင်နေဖြစ်နော်ဒီမှာဒီတော့ဘူးလို့နော်မိတာမငိမ့်နော်ကတော့နမတမန်ကနုတ်အနီမတမန်နော်အဖြူရကိုအနီဘက်မှာပြန်လှည့်မယ်နော်ကနေမငိမ့်နော်အဖြူရအနီဘက်မှာလှည့်မယ်အဖြူရပြန်ပြီးတော့အနောက်ဘက်မှာပြန်လှည့်မယ်ဒီမှာနောက်တစ်မှာပြန်လှည့်မယ်နော်မငိမ့်နော်ဒီလုံးမိတာမငိမ့်ဒါလေးမကောင်းနော်အဲ့ဒီလုံးမကောင်းဒီကောင်လေးဆမ်းမယ်နော်ဆမ်းမှာဆိုရင်ဒီလုံးကောင်းလေးဆမ်းနော်ဒီကောင်လေးဆမ်းနော်ရောင်းဆမ်းနော်ရောင်းဆမ်းမှာဆိုရင်နော်ရှိုက်ကတယောက်လေးဆိုတော့ကတ်သိတယ်နော်ကတ်သိရတော်တော်ကတ်သိတယ်တော်ကတ်သိတယ်တော်ကတ်သိနေတယ်ကောင်းလေးရဆန်းလာကြတယ်ကောင်းလေးကောင်းနော်ကောင်းလေးကောင်းတယ်ဒီမှာတော့ဥလန်းကြောင်းမှာပြတ်ထားသေးတယ်နော်ဒီကောင်းလေးမကောင်းဆန်းလာကြတော့ဒီဘောကကျုပ်အမကြောင့်ဟိုမီတာမတောက်နော်မီတာတောက်ပြီနော်ဒီကောင်ပြန်ဆမ်းနော်မီတာမတောက်ပြီနော်